ခရစ်ယာန်ရဲ့ပြည်သူများလုံးမင်္ဂလာပါအခုကျွန်တော်ပြောပြမယ့်အကြောင်းအရာကတော့ဖြောလောင်တာကို9ရက်တွင်ကုသနေတဲ့ဖြိုးပွဲဘွားဆောင်အကြောင်းကိုတင်ပြပေးပါမယ်။တောင်သူလယ်သမားတွေဆွေအောင်ဝဲမဲ့သဘာဝင်းကြီးအကွက်လိုက်6တာဒါမှမဟုတ်ကွက်တိကွက်ကြ6တာတွေ့မှုကြလာဗျ။ဒါတခြားကြောင့်မဟုတ်ပါဘူး။သဘာဝဆိုင်တောင်သူတွေအကြီးမားဆုံးဖြစ်တဲ့ဖြိုးပွဲကြောင့်ပါဒီနေ့ဗီဒီယိုမှာတော့ဖြိုးပွဲကြောင့်ကိုယ့်ရဲ့လက်ပြစီးဆုံးမှုရှိအောင်ဘယ်လိုကျွေးနေငါဝဲရမလဲ။ကြားရောက်ခဲ့ရင်လည်းဘယ်လိုစနစ်တကျနှင်းရမလဲဆိုတာကိုအသေးစိတ်ပြောပြပေးပါမယ်။ဖြိုးပွဲအကြောင်းတော့ကျွန်တော်ချက်3ချက်နဲ့တင်ပြပါမယ်။ပထမချက်ဖြိုးပွဲဖြည့်ဆည်းပုံဒုတိယချက်ဖြိုးပွဲဝါဆောင်တတိယချက်ကျွေးနေငါဝဲနေနေပထမဆုံးချက်အနေနဲ့ဖြိုးပွဲဖြည့်ဆည်းပုံကိုကျွန်တော်ပြောပြပေးပါမယ်။ဖြိုးပွဲရဒီကျွန်တော်စကားရဲ့ပင်ချင်းရေပြင်ဌာနမှာနေတဲ့စကားရဲ့ပင်ကိုစုပ်ရတဲ့အတွက်ဘယ်ဖြစ်ဖြစ်ဝါလာတယ်။နောက်ဆုံးမှာကျွန်တော်အကွက်လိုက်တို့ဒဝင်းလုံးတို့မီးလောင်ထားလို့6ပါဒါတော့ကျွန်တော်ဖြိုးလောင်လာလို့ခေါ်တယ်။ဒါလည်းမကဘူးကျွန်တော်ဒီဖြိုးပွဲကြတဲ့အတွက်စကားပင်တို့ယောဂါတွေဘိုင်းတဲ့ယောဂါတွေပါကူးဆက်စေကျွန်တော်တောင်သူတွေနဲ့တည်ထားမှာတခုကအပင်ငန်းနေအပင်ရေသိမ်းပြီးဖြိုးပွဲတောက်လျှောက်ကြတယ်ပါလေ။တကယ်ဖြိုးပွဲဆိုးဝါးကြပြီဆိုတော့80ရာခိုင်နှုန်းနဲ့100ရာခိုင်နှုန်းထိစကားထွက်နှုန်းတွေဆုံးရှုံးပါတယ်။နောက်ပြီးကျွန်တော်ရှုံးတဲ့ပတ်သက်လို့ရှုံးမျိုးစားလေးကိုကျွန်တော်ပြောပြပေးပါမယ်။ရှုံးမှာလည်း3မျိုးစီကျွန်တော်ဖြုံးစိဖြုံးညိုဖြုံးကျုံး3မျိုးတော့ဒီကျွန်တော်စကားရဲ့ပင်ကိုစုပ်စားတယ်။ဒီထဲမှာကျွန်တော်ဖြုံးစိရဲ့ချက်ဒီအပင်ငယ်မှာပဲကြားတယ်။အပင်ငယ်မှာကြားတဲ့တော့စကားပင်ကအပင်အားနဲ့ပြီးအပင်ကြီးပွားမှုတွေနည်းတတ်ပါတယ်။ဒါကတော့ဒီဖြုံးမျိုးစား3မျိုးဒီဖြုံးကျုံးနဲ့ဖြုံးညိုတော့အပင်ကြီးမှာပဲကြားပါတယ်။ဟုတ်ပြီကျွန်တော်ဒုတိယချက်အနေနဲ့ဖြိုးပွဲဘွားဆောင်ကိုဆက်လက်တင်ပြပေးပါမယ်။ဒီကျွန်တော်ဖြိုးပွဲဘွားဆောင်ကိုပြည်ရအဖြစ်ဖြိုးပွဲနေနေရမှာပဲဘယ်ကူစီပါတယ်။ဖြိုးပွဲမှာရာဆင်း3ချက်ရှိတယ်ဗျ။ဦးစင်ကောင်မောက်စင်ကောင်ကြီးစင်ဟုတ်ပြီကျွန်တော်ဦးစင်ကိုရင်ပြောပြပေးမယ်။ဖြိုးပွဲမှာကောင်ကဒီစပားပင်ရဲ့အလံရွက်သူဆိုဖုန်းထဲမှာဥထားတယ်အမားကောင်က200နဲ့300ထိဥနိုင်တယ်ဒီဥရဲ့တဒန်းလည်းရာသီဥတုအနေထားရ6ရက်ကနေ9ရက်ထိကြာတယ်ဒါဥစင်ကျွန်တော်ဒုတိယဆင့်ဖြစ်တဲ့အကောင်ပေါင်းဆင့်ကောင်ပေါင်းဆင့်မှာတော့ကျွန်တော်ဥကနေကောင်ပေါက်လာတဲ့အကောင်လေးတွေကကျွန်တော်လယ်သမားတွေရဲ့စကားတွေကိုအဓိကပို့ပြီးတော့ဖြတ်စည်းတယ်ဒီကောင်လေးတွေမှာအတောင်မှမပါဘူးသူအတောင်မှထွက်လာဖို့အတွက်အစင်9ဆင့်ကိုကျော်ဖြတ်ရတယ်ဒီအစင်9ဆင့်ပြီးမှလာသူအတောင်မှထွက်လာတယ်ဒီအကောင်ပေါင်းဆင့်မှာဆိုတော့သူတို့73ရက်ကနေ15ရက်ထိရာသီဥတုအနေထားရကြာတတ်ပါတယ်ဟုတ်ပြီဒါဥစင်ရဲ့အကောင်ပေါင်းဆင့်ပြီးတော့ကျွန်တော်အကောင်ကြီးဆင့်တော့ကျွန်တော်အတောင်မှထွက်လာတဲ့အတွက်တခြားစဘာကင်းတွေကိုတွားပြီးအမကောင်နဲ့ဥမယ်စဘာရဲ့ပင်ရင်စုပ်ပြီးစဘာတွေကိုဖြတ်စည်းမယ်ဒီအကောင်ကြီးဆင့်မှာဆိုတော့သူရဲ့တက်တန်းက73ရက်ကနေရက်20စီကြာတယ်ဒီကျွန်တော်ဖြိုးပွဲဘွားဆောင်တို့က25ရက်ကနေ35ရက်စီကြာတတ်ပါတယ်ဟုတ်ပြီကျွန်တော်ဘွားဆောင်ပြီးပါဆိုကျွန်တော်ဖြုတ်ဖို့ရဲ့ပုံစံလေးတွေကိုကျွန်တော်ဆက်လက်ပြောပြပေးမယ်ဒီကျွန်တော်ဖြုတ်စိမ့်ဆိုရင်တော့အကောင်ပေါင်းအဆင့်မှာဖြူရောက်ရှိတယ်ကြားလာပြီဆိုတော့စိမ့်တယ်အတောင်မှပေါ်မှာဆိုတော့အမဲသက်ရှိတယ်ဒါဖြုတ်စိမ့်ဖြုတ်ညူတော့အကောင်ပေါင်းမှာအညူအောင်မရှိရအကောင်ကြီးဆိုရင်တော့အတောင်မှတုံနဲ့အတောင်မှရှိဆိုပြီးတော့နှစ်မျိုးရှိတယ်ကျွန်တော်ဖြုတ်ကြောယူကကြဖြူရောက်တာမဟုတ်မိဖို့ရင်အောင်ရှိတယ်အကောင်ကြီးမှာဖြုတ်နေလို့ပဲတောင်ရှင်နဲ့တောင်တူဆိုပြီးတော့ရှိတယ်။ဒီကြားတော့ကျွန်တော်ဖြုတ်ဖို့ရဲ့ဘွားဆောင်နဲ့ဖြုတ်ဖို့ရဲ့ပုံစံလေးပဲတတိယချက်ဖြစ်တဲ့ကျူတင်ကဝင်နှင်းနေနီးနေများဘူးလို့ကျွန်တော်အပိုင်းနဲ့မှာဆက်လက်တင်ပြပေးပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။